Hello အားလုံးမင်္ဂလာပါဗျာ Wi-Fi MP ကနေပြီးတော့ကြိုဆိုလိုက်ပါညီကိုကြီးကျွန်တော်အခုပြောတော့မယ့်သတင်းလေးကတော့ကျွန်တော်တို့ဒီ Matt Allister ရဲ့နောက်ဆုံးတရားသလောက် upgrade လေးနဲ့အတူနောက်ထပ်လစ်ပါဘူးကျွန်တော်တို့ဒီချိန်ရွယ်နေတဲ့အီတလီကွင်းလင်ကစားအီတလီစီးရီးအရာကျွန်တော်တို့ဒီကွင်းလင်ကစားသမားတယောက်အကြောင်းပေါ့ဒါလေးကိုကျွန်တော်ပြောတော့မှာဖြစ်တယ်အရင်ဆုံးအနေနဲ့ကျွန်တော် Matt Allister ရဲ့အကြောင်းပေါ့လက်ရှိချိန်မှာ Allister ကမနေ့ကညကစားခဲ့တဲ့ Brighton ရဲ့ပွဲအပြီးမှာသူကပြည်သက်တွေကိုတရားဝင်နှုတ်ဆက်ခဲ့တယ်ပြီးတော့ကျွန်တော်တို့ဒီ Brighton ရဲ့နီးပြဖြစ်တဲ့ကျွန်တော်တို့ဒီဇာဘီကိုတိုင်ကိုကဒီနွေရာသီပြောင်းရှိမှာ Allister နဲ့ကန်စီတိုကအသင်းကနေထွက်ခွာသွားမယ်ဆိုပြီးတော့ပြောခဲ့တယ်ဗျာဒီနေရာမှာက Allister ကတေချာပေါက်သူနှုတ်ဆက်သွားခဲ့တဲ့ဖြစ်တဲ့ကြောင့်မို့ဒါက Allister ကဒီနွေရာသီမှာကျင်းတီပေါက် Brighton ကထွက်ခွာမယ်ဆိုတာကတေချာသွားပြီကန်စီတိုအတွက်ကကြတော့ထိုက်တဲ့နဲ့ကန်လန်ကြီးရရင်တော့ကန်စီတိုကိုသူတို့ကလက်လွတ်သွားမယ်ဆိုပြီးသိရတယ်ဒီအနေထားမျိုးပေါ့ကန်စီတိုကတော့ကျွန်တော်လီဗာပူးအသင်းနဲ့တိတ်ပြီးတော့မအပ်ဆက်ဘူးလို့ပြောလို့ရတယ်ဗျာဘာလို့လဲဆိုတော့တန်ကြီးပဲပေါ့ထုံးစံတိုင်းပေါ့ကျွန်တော်တို့အသင်းကနည်းနည်းငမွဲအသင်းဖြစ်နေတဲ့ခါကျတော့တန်ကြီးမြင့်ကစားသမားတွေလိုက်ပြီးကတ်တဲ့နေရာမှာအစိုးရကမမှန်းတာအကောင်းဆုံးပဲပေါ့ဘာလို့လဲဆိုတော့ဖြစ်လာနိုင်ကြီးလည်းမရှိဘူးလေလက်ရှိကျွန်တော်တို့လိုအပ်ချက်တွေနဲ့ခေါ်ယူရမယ့်အနေထားနဲ့3စိမ်းနဲ့ကဒီလိုမျိုးအနည်းဆုံးတော့ကျွန်တော်မှန်းလို့ရတာက80အောင်အလုံးစုံ80ပဲ80ဆိုတော့တော်တော်လေးကိုဖျားတပြီးဆူတောင်းမှာပဲFFG အနေနဲ့က approve လုပ်မကိစ္စမျိုးဖြစ်တဲ့အတွက်ကြောင့်မို့ဒီ80အထက်နဲ့ကစားသမားတွေကကျွန်တော်မစင်းစားတာအကောင်းဆုံးပဲဟုတ်တယ်မလားကဲဒါဆိုရင်Leicester နဲ့ Liverpool ကြောင့်ပြောရမယ်ဆိုရင်ကျွန်တော်သိရသလောက်နောက်ဆုံးကလက်ရှိ upgrade ကဒီအခု Brighton ကနေပြီးတော့ Leicester ကထွက်ဖို့တေချာသွားပြီနောက်လာမယ့်အပတ်ထဲမှာကျွန်တော်တို့ဒီBrighton ရဲ့ဖခင်နဲ့အတူကျွန်တော် Liverpool တာဝန်ရှိသူတွေနဲ့တရားဝင်မျက်နှာချင်းဆိုင်ဆွေးနွေးသွားမယ် Brighton တင်းကိုလည်းပြောင်းရွှေ့ခြင်းကိစ္စတစ်ခါတည်းဆွေးနွေးသွားမယ်ဒီအပြောင်းရွှေ့ကဖြစ်လာဖို့ကကျွန်တော်တို့ဒီရှေ့လဇွန်လ10ရက်နေ့မတိုင်ခင်မှာဒီအပြောင်းရွှေ့ကအပိသက်ဒန်ဒီဖြစ်ဖို့တော်တော်လေးရာခိုင်နှုန်းများတယ်ဆိုပြီးတော့ဘောလုံးသုံးသက်သူအလုံးကိုကျွန်တော်သတင်း website အလုံးနီးပါးကဖော်ပြလာတယ်ဖာဘီစီယိုကိုတိုင်ကိုလည်းပြောထားတယ်ဒီမှာသိရတဲ့လောက်ကတချို့တွေကဇွန်လ10ရက်နေ့မတိုင်ခင်ဒီအပြောင်းရွှေ့ပြီးမယ်လို့ပြောတယ်ဒါပေမဲ့နည်းနည်းလေးတေချာခိုင်မာတဲ့ source တွေကဖော်ပြတာကဇွန်လ10ရက်နေ့ကြာရင်ကျွန်တော်တို့ဒီ Allister နဲ့သူ့ရဲ့ဖခင်ကလီဗာပူးအသင်းနဲ့လာရောက်တွေ့ဆုံမှုအတွက်လာရောက်တွေ့ဆုံမယ်ဆိုပြီးသိရတယ်အဲ့ဒီနေ့မှာလည်းတခါတည်းအပြောင်းရွှေ့ကိစ္စကိုကျွန်တော်ဒီလာစာချုပ်ကိစ္စအလုံးစုံအားလုံးကိုတည်တည်ချာချာဆွေးနွေးသွားပြီးတော့ကျွန်တော်တို့ဒီလီဗာပူးအသင်းနဲ့ Allister ရဲ့ကိစ္စကိုတရားဝင်အဆုံးသတ်မယ်ဆိုပြီးတော့သိရတယ်ဒါကြောင့်မလို့လက်ရှိအချိန်မှာကျွန်တော်အမြဲတမ်းပြောခဲ့သလိုပဲလီဗာပူးရဲ့ Allister ကလက်ရှိအချိန်မှာတော့လီဗာပူးကစားသမားတစ်ပိုင်းနီးနီးကိုဖြစ်နေပြီးတရားဝင်စာချုပ်စာတမ်းကိစ္စရဲ့အလုံးစုံကြီးညာပြီးသွားရင်တော့ Allister ကတေချာပေါက်လီဗာပူးကစားသမားဖြစ်လာမှာဖြစ်တယ်ဒီနေထိုင်မျိုးလေးပေါ့ဒီကိုအနေနဲ့မျှော်လင့်လို့ရပါပြီဘာလို့လဲဆိုတော့ Allister ကတေချာပေါက်နီးနီးကိုလီဗာပူးနဲ့ကျင်းတည်တဲ့လောက်နီးနီးကိုဖြစ်နေပြီးတရားဝင်ကြီးညာဖို့လောက်ပဲကျန်တော့တာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ပထမဆုံးခေါ်ယူမှုက Allister ဖြစ်လာဖို့ကတော့ကျွန်တော်တို့ဒီ95%လောက်ပဲဖြစ်ကျန်တော့95%လောက်ရှိနေပြီပေါ့ဗျာဒါက Allister ရဲ့ကိစ္စလေးပါနောက်ထပ်သတင်းလေးတစ်ပုဒ်ကဘာလဲဆိုတော့လက်ရှိအချိန်မှာကျွန်တော်တို့လီဗာပူးအသင်းအနေနဲ့ကကျွန်တော်တို့ဒီ Italy Serie A ကလပ်ဖြစ်တဲ့ကျွန်တော်တို့ဒီလာဇီယိုရဲ့ကွင်းလယ်ကစားသမားလာဇီယိုရဲ့ဝိုင်းကွင်းလယ်ကစားသမားတယောက်ဖြစ်တဲ့ကျွန်တော်တို့ဒီမီလန်ကိုဗစ်ဆာဗစ်ကိုလိုချင်နေဆိုပြီးသိရတယ်ဒီကစားသမားကကျွန်တော်တို့ဒီလီဗာပူးအသင်းဆောင်းရာသီဈေးကွက်မှာတော့သတင်းခတ်တဲ့ကြားခဲ့သေးတယ်လက်ခုအချိန်မှာလည်းဒီယာတီပိတ်ပြီးရဲ့ကျွန်တော်ဒီမတိုင်ခင်ပေါ့ကျွန်တော်လွန်ခဲ့တဲ့ပတ်လောက်တည်းကဒီသတင်းလေးရတွေ့တယ် Daily Mail တို့ဘာလို့ကတော်တော်လေးကိုဖော်ပြလာတယ်လက်ရှိအချိန်မှာဒီသတင်းကဘယ်လိုမျိုးလေးလဲဆိုတော့ကျွန်တော်ဒီဂိုးတော်ဘုံတို့ဘာလို့ကပြောလာတာကဘာလဲဆိုတော့မီလန်ကိုဗစ်ဆာဗစ်ကိုလီဗာပူးတင်းနေနဲ့ပြန်ပြီးစိတ်ဝင်စားလာတယ်ဘာလို့စိတ်ဝင်စားလာလဲဆိုတော့လက်ရှိအချိန်မှာမီလန်ကိုဗစ်ဆာဗစ်ကကျွန်တော်လာဇီယိုအသင်းနဲ့သူ့ရဲ့စာချုပ်သက်တမ်းကဒီ2024ကုန်ရင်ကုန်မယ်တကယ်ကိုအရေးသွေးပြေးမိပြီးတကယ်ကိုကောင်းမွန်တဲ့ကစားသမားလို့ပြောလို့ရတယ်ကျွန်တော်အရန်ကြီးမပြောရဘူးဆိုတာကကျွန်တော်ဒီလာဇီယိုပွဲလည်းတိတ်မကြည့်ဖြစ်တယ်လို့ကျွန်တော်ဒီအီတလီစီးရီးပွဲလည်းကျွန်တော်တိတ်ပြီးတော့မကြည့်ဖြစ်တဲ့အခါကျတော့သူ့အကြောင်းကိုရင်ပြောရတော့ခက်တယ်သို့ပေမဲ့လက်ရှိချိန်မှာသူ့ရဲ့ rating တွေသူ့ရဲ့ကျွန်တော်အချက်လက်တွေကိုကြည့်ရမယ်ဆိုရင်တော့တော်တော်လေးကိုအားရဖို့ကောင်းတဲ့ကုန်းနဲ့ကစားသမားလို့ပြောလို့ရတယ်လာဇီယိုအသင်းမှာ2014-2015ကနေစပြီးတော့ကျွန်တော်ဒီကစားတယ်ပေါ့ဗျာသူပွဲပေါင်း340ကစားပြီးတော့သူကွင်းလေကနေပြီးတော့69ဂိုးထိသွင်းထားနိုင်ခဲ့တယ်သူကကျွန်တော်ဒီဆာဗီယာကွင်းလေကစားသမားဖြစ်တယ်ဆာဗီယာဆိုတာကတော်တော်လေးကိုဘယ်လိုပြောမလဲအားရဖို့ကောင်းတဲ့ကျွန်တော်ရှေ့ကန်ပြေကန်ရှိတဲ့နေရာတစ်ခုပေါ့ဗျာပြောရမယ်ဆိုရင်တော့လက်ရှိအချိန်မှာသူကသူ့ရဲ့စတင်ဖြစ်တည်မှုကကျွန်တော်ပြောရမယ်ဆိုရင်ဆာဗီယာကလပ်တစ်ခုကနေပြီးသူက2013-14မှာဂျိုးစားကျွန်တော်ဘယ်ဂျီယန်ကလပ်ဂျက်စ်ကိုပြောင်းသွားတယ်ဂျက်စ်ကနေပြီးသူ100ဒီပဲကစားခဲ့တယ်24ပဲကစားပြီးတော့ကျွန်တော်တို့ဒီ9ခုသွင်းခဲ့တယ်ဒီကနေပြီးဆာဗီ2014-15ရာသီမှာလာဇီယိုကိုသူကရောက်သွားတယ်အဲ့ဒီအချိန်နဲ့ကွာဒီနေ့ဒီချိန်ဒီလာဇီယိုမှာသူကတကယ်ပြောရမယ်ဆိုရင်လက်ကျန်ကစားသမားတယောက်လိုဖြစ်နေပြီဗျာ2015နဲ့အခု2023ဆိုတဲ့ကာလကနေတဲ့ချိန်ကာလမှာမဟုတ်တာလက်ရှိချိန်မှာလာဇီယိုနဲ့ကျွန်တော်ဒီမီလန်ကိုဗစ်ဆာဗစ်ရဲ့ပြောင်းရွှေ့က
ဟိုဆက်ပြောင်းရှိတော့ပြတယ် sorry မာလို့စာချုပ်ကကျွန်တော်တို့ဒီ2024ခုနှစ်ထိပဲကျန်တော့တယ်ဒါကြောင့်မို့လို့လက်ရှိအချိန်မှာသူ့ရဲ့ market တန်ကြီးကတော့ကျွန်တော်တို့ဒီ euro တန်း60လောက်ထိရှိနေပြီမဲ့လေစာချုပ်တက်တန်းတော်တော်လေးတစ်နှစ်လောက်ပဲကျန်တော့တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ပြောင်းသူ့ကိုလီဗာပူးအနေနဲ့တကယ်၍ခေါ်ယူသွားမယ်ဆိုရင်ဖြစ်နိုင်တဲ့အပြောင်းရှိကျွန်တော်တို့ဈေးနှုန်းက30နဲ့ euro 30နဲ့40ကြားမှာရှိမယ်ဆိုပြီးတော့သိရတယ်ဒီအခြေအနေမျိုးကတော်တော်လေးဖြစ်နိုင်ရရှိရဗျာဟိုဘာကြောင့်လဲဆိုတော့ဟို30 40ဆိုတာလီဗာပူးကိုခေါ်နေကြပုံစံမျိုးပဲဗျာတည်ရမှာဒီလိုမျိုးဈေးမျိုးဆိုရင်လီဗာပူးကကျွန်တော်ထားပါပါဗျာကျွန်တော်ဒီဘာစီလိုဟိုဘိုင်ယန်မြူနစ်ကနေကျွန်တော်တီယာကိုကျွန်တော်နှိုက်ခဲ့တဲ့ပုံစံမျိုးကျွန်တော်ဒီလာဇီယိုကနေပြီးတော့ကျွန်တော်ဒီမီလန်ကိုဗစ်ဆာဘက်ကိုလီဗာပူးကနှိုက်ချင်တဲ့သဘောမျိုးပေါ့ဗျာသူတို့ရေးထားတဲ့ဖော်ပြထားတဲ့ဖော်ပြချက်ကလက်ရှိအချိန်မှာမီလန်ကိုဗစ်ဆာဘက်ရဲ့အသက်က28နှစ်ရှိနေပြီတို့ပေမဲ့အသက်28နှစ်ဆိုတဲ့အရာကတော်တော်လေးကိုကွင်းလေကစားသမားတယောက်အနေနဲ့ရန်ရင်သက်ကြီးရလို့ပြောလို့မရသေးဘူး3-4နှစ်လောက်ကတော့ကောင်းကောင်းကြီးကိုကျွန်တော်အသင်းနဲ့အဝင်ပြီးတော့အဆင်ပြေနိုင်ရရှိတယ်အဲ့လိုအနေထားမျိုးပေါ့ဗျာလက်ရှိချိန်မှာလာဇီယိုမှာသူကဒီ Italy Serie မှာလည်းသူ့ရဲ့ rating ကပြန်မြ rating ကျွန်တော်ဒီ foremost rating က 7.5 မှာရှိတယ်ဗျာဒါကတော်လေးကိုအားအကျဉ်းဖို့ကောင်းတယ်အသက်အရွယ်ရကောင်28နှစ်ဆိုပေမဲ့လည်းနောက်ထပ်3-4နှစ်လောက်ကောင်းကောင်းအသုံးပြုလို့ရသေးတယ်ပြီးတော့ညာချီတန်ကစားသမားဆန်နာမီဖီတခါကျရင် attacking midfield ကစားနိုင်တဲ့အနေထားမျိုးဖြစ်တဲ့ကြောင့်မလို့ဒီလိုကစားသမားမျိုးကလီဗာပူးကိုရောက်လာရင်တော့ကျွန်တော်အနေနဲ့ဟိုသဘောကျတယ်ပေါ့ဗျာဘယ်လိုပဲဖြစ်လက်ရှိချိန်မှာကျွန်တော်တို့ကဘယ်သူပဲလာကြိုးစားရမယ့်အနေထားမျိုးဗျာကျွန်တော်အသင်းကအများကြီးလိုအပ်နေတာဖြစ်တဲ့ကြောင့်မလို့သူကတီးရတဲ့လောက်သူ့ရဲ့ဒီတာတွေကျွန်တော်ကြည့်ရတဲ့လောက်ကတော့ဟိုလွန်ခဲ့တဲ့ကျွန်တော်ဒီ2020-21လောက်မှာသူ့ရဲ့ market တန်ကြီးက80-90လောက်အထိကိုရှိခဲ့ဘူးတယ်ပေါ့ဗျာလာဇီယိုမှာအရန်ကြီးကျွန်တော်လာဇီယိုကဆရုပ်တန်းနဲ့သူရှိရဲ့အဲ့ဒီအချိန်တုန်းကအသင်းကြီးတော်တော်များများသူ့ကိုချင်းကပ်ခဲ့ဘူးတယ်ပေါ့သူပေမဲ့လည်းလာဇီယိုကဒီမျိုးစားမီလန်ကိုဗစ်ဆာဘက်ကိုသူကလက်မလွတ်ချင်တဲ့အတွက်ကြောင့်မလို့ဈေးအများကြီးတင်ခေါ်တဲ့ကြောင့်မလို့သူ့ရဲ့အပြောင်းရှိကမဖြစ်ဘူးလို့သိရတယ်ဒီကစားသမားကိုလည်းကလော့အနေနဲ့ကျွန်တော်ဒီရှေ့သောယာတီဒီမှာလည်းချင်းကပ်ခဲ့ဘူးလေဆိုပြီးတော့ကျွန်တော်ဒီ Daily Mirror ဘာတော့ရေးသားထားတယ်ဒါကြောင့်မလို့ဒီမီလန်ကိုဗစ်ဆာဘက်နဲ့လီဗာပူးရဲ့လက်ရှိထွက်နေတဲ့သတင်းအရာကဖြစ်လာနိုင်ရရှိတယ်ဘာကြောင့်ကျွန်တော်ဒီစကားကိုပြောလဲဆိုတော့လီဗာပူးရဲ့ policy ဘာလို့လဲဆိုတော့လီဗာပူးကဒီလိုအသက်အရွယ်ကျွန်တော်ဒီမတင်မကျကစားသမားမျိုးလည်းဖြစ်ရမယ်ပြီးတော့ဟိုဈေးကွက်ဟိုအတုံးစိတ်ကိုလည်းထိုက်တင်တဲ့လောက်သုံးရမယ်ပြီးတော့လာစာအခြေအနေထားမျိုးကလည်း Italy Serie ရဲ့ကစားသမားတွေဖြစ်တဲ့ကြောင့်မလို့လာစာကလည်းကျွန်တော်3သိန်းခွဲနဲ့2သိန်းကြားတော့မရောက်လာဘူးဗျာကျွန်တော်အထင်တော့3သိန်းနဲ့3သိန်း8000ကြားလောက်မှာပဲရှိမယ်ကစားသမားမျိုးဖြစ်တဲ့ကြောင့်မလို့လာစာအရလည်းသူ့ရဲ့ policy နဲ့ကိုက်တယ်ပြောင်းရွှေ့ကြီးကလည်း34သူ့ရဲ့ policy နဲ့ကိုက်တယ်နောက်တစ်ချက်ကအသက်က28နှစ်ဆိုမှနောက်ထပ်3-4နှစ်လောက်ကောင်းကောင်းသုံးလို့ရသေးတယ်အချိန်အကြာကြီးသူတို့ Italy Serie A မှာအချိန်တော်တော်ကြာသူ့ရဲ့ပုံစံကောင်းကိုပြသထားနိုင်တဲ့အတွက်ကြောင့်မလို့ဖြစ်လာနိုင်ရရှိရဲလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဒါကတော့လီဗာပူးအနေနဲ့ကျွန်တော်လာဇီယိုရဲ့ကွင်းလေကစားသမားမီလန်ကိုဗစ်ဆာဘက်ကိုချိန်ရွယ်နေရဲဆိုတော့သတင်းလေးကိုညီကိုတို့ကိုပြန်ပြပြတယ်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ Jazz ပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသတင်းဆောင်မတွေမှာကျွန်တော်တို့တူတူပြန်လည်ဆုံနေကြတာပေါ့